ကဖိတ်ခေါ်ခြင်းကျိုးပြုတောင်းမောမဆိုထူကြတဲ့အဖို့ကြောင့်နဲ့ရေပေးဝေသောကျိုးပြုရေစိတ်ကံတိုက်ကြီးမျိုးတော်ကြီးကရိုးရာကထိန်မွေကိုလမ်းလို့လာခဲ့ပါတကယ်ရင်ချင်းတိုက်ကြီးမျိုးသူအချောလာလေးတွေပြုံးနေစီကြုံကြီးတိုက်ကြီးမျိုးဟာသာသနာနေပါမင်းကြောင့်ရေလေးပြားတကယ်ပဲထူးကြပွဲတစ်ခါတစ်ခါရောက်လဲလို့သာဘူးမြောက်နေခြင်းသည်ပြီးတော့တိုက်ကြီးမျိုးကိုညွန့်ပွင့်ွယ်တည်တော့ဆိုလိုက်သည်ချိန်ကုန်တိုင်းဒေသကြီးပိုင်းတိုက်ကြီးမျိုးစီအလေလာသေးခြင်းစိတ်လန်းသာရတဲ့မြေသမီးတို့ရဲ့တိုက်ကြီးမျိုးစီဘာသာတရားတကယ်ခိုင်ချိန်တယ်လို့တကယ်ရင်ကြည်တဲ့တိုက်ကြီးမျိုးသူမျိုးသားများကပြုံးနေစီကြုံပြီးမြောက်အောင်လာခဲ့ပါတိုက်ကြီးမျိုးကဖိတ်ခေါ်တဲ့ပြည်သည်တိုက်ကြီးမျိုးရဲ့တပည့်ဆောင်ရာမုန်ဤဖျားစေဒီတော်ကိုဘုံမြောက်စုတောင်းမို့ရသမီးတို့မြို့ကိုလာခဲ့စေခြင်းအလိုတော်ပြည့်တဲ့တိုက်ကြီးမျိုးမျိုးနဲ့စီကကြည်လုံးချမ်းသာဖျားစေဒီကိုဘုံမြောက်စုတွေတောင်းစေတိုက်ကြီးမြို့သူသမီးကဖိတ်